မြစ်ကျော်စားဖို့ပေါ့နော်မြစ်ကျော်စားဖို့မြုပ်သေးနဲ့ချက်သွင်းဖြူနဲ့ထောင်းနေပါတယ်ရှင်ဒီမြစ်လေးကိုကြော်မလို့ပေါ့နော်မြစ်ကအခုချိန်ချားလာလားပေါ်လာမသိဘူးဒီမြတ်အမှန်တို့စားဖို့ဆိုဝေလာတဲ့မြစ်ကလေးကိုကြော်စားဖို့ဖြစ်သွားပါတယ်တေဝရမစီလေးချက်သွင်းဖြူနဲ့ဒီစင်းမျိုးပဲပေါ့နော်တော့ငပိလေးထဲငပိထဲရပါကြောင်းလည်းဖြစ်လိုက်ပါဦးရှင်ဒီနှစ်ခုနည်းနည်း၆တော့အောင်မွေးပါမယ်ဒီခါကြလို့ရှိရင်ဒီကိုထဲပါမယ်ပေါ့နော်အချက်ကွဲနဲ့ဒီချုံလေးပါအချက်ကွဲနဲ့ဒီချုံလေးရပါလို့ဆိုတော့အဲ့ဒီမြစ်အဖက်ကြီးတစ်ဖက်ကျန်နေတဲ့လို့ပါမြင်ဖို့လေထဲတဲ့အချိန်မှာအဲ့ဒီမြစ်ကလေးတစ်ဖက်ကျန်ဗီဒီယိုလာလေးရမျိုးဆိုလာမသိဘူးကိုချက်ကိုကောင်းကိုကြောကိုကောင်းအဲ့လိုမျိုးဖြစ်ရတာလေးဒီကြော်လေးပေါ့နော်ကိုရင်ကြော်စားဖြစ်တဲ့မြေကြော်လေးပါတလားမတစ်ခါတော့မှမချက်စားဖြစ်တဲ့ဒီကြော်စီတာရှင်ဒီအရွက်တွေအမှန်ပြင်စိမ်းရွက်တော့ပါတော့လည်းထိုင်တော့ကောင်းတာပေါ့ပြင်စိမ်းရွက်တော့လည်းရှင်ပေါင်းရွက်တော့လည်းရောကြရင်ဒီကောင်းရတာရှိမှာပါဒီဘက်မှာကြတော့